ပထမဆုံးကျတော့ဒီပန်တန်းငီကိုအရင်ဆုံးကြည့်ကြမယ်။ပန်တန်းငီကဘာပြောထားလဲဆိုရင် ang pantanggi ay tumutukoy sa tiyan ng ngalan tao, hayop, bagay, lugar o pangyayari. Ito ay nagsisimula sa malaking titik. Ang pantanggi ay ဖြစ်ပါတယ်ဒီပန်တန်းငီတဥဆိုင်နံကဖြစ်ပါတယ်သူမူတုကိုရည်ညွှန်းပါတယ်စာတီယတေရှာကိုရည်ညွှန်းပါတယ်တဲ့နငလနာတာအိုလူနာမင်ကိုရည်ညွှန်းတယ်ဟာယိုတရိတ်ဆန်ရဲ့အမင်ကိုရည်ညွှန်းတယ်ဘာကရဲ့အရာဝတ္ထုရဲ့အမင်ကိုရည်ညွှန်းတယ်လူကနေရာရဲ့အမင်ကိုရည်ညွှန်းတယ်အိုပန်ရရရဲ့အဖြစ်အပျက်များရဲ့အမင်ကိုရည်ညွှန်းပါတယ်အဲ့တော့နောက်ထပ်ပါပြောထားလဲဆိုတော့ ito ay nagsisimula sa malaking titik ဒါကတဲ့အစစာလုံးကအခရာအကြီးစာတော့ဖြစ်ပါတယ်တဲ့ဒါကသူပြောထားတာပေါ့နော်အဲ့တော့ဟာလီဘာဝါကိုကြည့်ကြမယ်နော်ဆိုတော့ဟာလီဘာဝါကဒီမှာမရေးပြတော့ပါဘူးဘာဖြစ်လို့လဲဆိုတော့တိမဲ့တင်တယ်တိုးဆိုင်နံကသူကတားဖို့ဆိုရင်ဘာလဲဖြစ်လဲဆိုတော့လူရဲ့အမင်ကိုပြောတာနော်ဥပမာမိုနင်ကာဒါမှမဟုတ်ရင်ဖိလစ်ပိနက်မြန်မာမန္တလေးရန်ကုန်ဒါတွေကနေရာတွေအမည်ဖြစ်တယ်။တရိုက်ဆန်မှာဆိုလို့ရှိရင်လည်းကိုယ့်ရဲ့အိမ်ကခွေးလေးတွေကိုနာမည်ပေးထားတာတော့ဘာလို့ရှိရဲ။ဒါကတူးဆိုင်နံဖြစ်တယ်။နောက်တစ်ခါဘားကိုင်အရာဝတ္ထုရဲ့အမည်တွေကဘာတွေရှိလဲဆိုရင်ဖုန်းအမည်တွေရှိတယ် Oppo တို့ Vivo တို့ရှိတယ်ဟုတ်ဒီလိုမျိုးပစ္စည်းတွေဆိုရင်လည်းအမည်ရှိတယ်အဖြစ်အပျက်များဆိုရင်လည်းဘာတွေရှိလဲဆိုလွတ်လပ်ရေးနေ့တို့ဒီလိုမျိုးတွေရှိတယ်ပေါ့နော်ဒါကတူးဆိုင်နံနေဖြစ်တယ်အဲ့တော့ဒီတူးဆိုင်နံကိုရေးလို့ရှိရင်တဲ့ဆရာတို့ကဒီမှာနောက်ဆုံးမှာသူပြောထားတယ် ito ay nagsisimula sa malaking titik အစအစာလုံးကိုအကြီးဖြင့်ရေးပါတဲ့ဒီတူးဆိုင်နံမှာကအလိမေတဲ့ဒီတားတိုက်တို့နားနိုင်တို့လည်းပါတာပေါ့နော်ဒါပေမဲ့တားတိုက်တို့နားနိုင်တို့ကိုကြတော့အများဆိုင်နံအနေနဲ့လည်းသုံးလို့ရတယ်အဲ့ဒီအများဆိုင်နံကိုကြည့်ဖို့ဆိုရင်ဆရာတို့ကဒီပမ်ပလာနာကိုကြည့်ရမယ်Pampalana မှာဘာပြောထားလဲဆိုတော့ ang Pampalana ay tumutukoy sa paglahat ng ngalan ng tao, hayop, bagay, lugar o pangyayari. အောက်မှာသူဆက်ပြောထားသေးတယ် ito ay nagsisimula sa maliit na titik, maliban lamang kung ito ang simula ng pangungusap. Ang Pampalana ay tumutukoy, Pampalana များဆိုင်နံကရည်ညွှန်းပါတယ် sa paglahat ပါကလာတာများသောအားဖြင့်ဒါမှမဟုတ်ရင်လည်းရေပူရအားဖြင့်ငလနာတာကိုလူရဲ့အမင်ကိုရည်ညွှန်းပါတယ်အဲ့တော့ဒီပမ်ပလာနာအများဆိုင်နံကငလနာတာကိုလူရဲ့အမင်ကိုရည်ညွှန်းတယ်တရိတ်ဆန်ရဲ့အမင်ဟာရောတရိတ်ဆန်ရဲ့အမင်ကိုရည်ညွှန်းတယ်ဘာဂိုင်အရာဝတ္ထုလူကနေရအော်ပန်ရရရဲ့အဖြစ်အပျက်များရဲ့အမင်ကိုရည်ညွှန်းတယ်ပေါ့နော်အဲ့တော့သူမဘာဆက်ပြောထားလဲဆိုတော့ ito ay nagsisimula sa maliit na titik သူရဲ့အစစာလုံးကအသေးဖြစ်ရပါမယ်တဲ့ဘယ်တော့ခါလဲဆိုရင် maliban မတပါနံလာမန်ကွန် ito ang simula ng pangungusap ang simula ng pangungusap ito ay nagsisimula sa maliit na titik ဒီအစစာလုံးကတဲ့အသေးစာလုံးဖြစ်ပါတယ် maliban မတပါအဲ့တော့မလွဲရွယ်တဲ့နန်လာမန်ကွန်ဤတော့အောင်စီမူလန်နန်ပငုငုစာလုံးကအစမှာဖြစ်ခဲ့လို့ရှိရင်တဲ့အကြီးနဲ့ရေးရမယ်လို့သူဆိုလိုတာပေါ့နော်အလေးမှာဆိုလို့ရှိရင်သူ့ကိုအသေးနဲ့ပဲရေးရမယ်အများဆိုင်နံကအစမှမဟုတ်လို့ရှိရင်သူ့ကိုအသေးနဲ့ပဲရေးရမယ်စာကြောင်းအစမှာဆိုရင်သူ့ကိုအကြီးနဲ့ရေးရမယ်ဒီလိုပြောထားတာပေါ့နော်အဲ့တော့ဒါကိုရှင်းပြပြီးပြီဆိုရင်အတိပြောတဲ့စီနဲ့အန်ကိုရှင်းပြဖို့အချိန်ရောက်လာပြီပေါ့နော်အဲ့တော့ဒါကိုသိထားမှလဲခွဲတတ်မှဖြစ်တယ် ANGN နဲ့ဒီတာတိုင်တို့အတေတို့နောက်တစ်ခါကူယာတို့နားနိုင်တို့ပေါ့နော်ဒီစာလုံးတွေကိုရှယ်တို့ကဒီအန်နဲ့ပြောလို့ရတယ်လို့စီနဲ့လည်းပြောလို့ရတယ်စီနဲ့ပြောမယ်ဆိုရင်ရှယ်တို့ကတဦးဆိုင်နဲ့ပြည့်တဲ့ပတ်တန်းငီကိုရွေးပြီးတော့ပြောရမယ်ပတ်တန်းငီဆိုတာကဘာလဲတဦးဆိုင်နဲ့လူတွေအမည်လည်းသုံးလို့ရတယ်နောက်တစ်ခါတရိတ်ဆန်နေရဆိုတော့ကပြောခဲ့တယ်လို့ပဲအကုန်လုံးရဲ့အမည်ကိုသုံးလို့ရတယ်ပမ်ပလာနာမှာလည်းအဲ့ဒီတိုင်းပဲပမ်ပလာနာရဲ့ဥပမာတွေဆိုရင်ရှယ်တို့ဘာတွေရှိလဲအများဆိုင်နဲ့နားနိုင်တာတိုင်အတေကူရဒါမှမဟုတ်လို့ရှိရင်လေဒီ
ဒီမှာပြထားတဲ့ ibon da ga tina bai ga das ga be ulang ဒီစာလုံးတွေကလည်းအများဆိုင်နှန်းနေဖြစ်တယ်နောက်တစ်ခါမိသားစုထဲမှာဆိုရင်ပါမီလီယာထဲမှာဆိုရင်လိုလာတာတိုင်နာနိုင်အတေကူရဒါတွေအကုန်လုံးကလည်းအများဆိုင်နှန်းနေဖြစ်တယ်နော်အဲ့တော့အနေဆိုင်နှန်းနဲ့သုံးမယ်ဆိုလို့ရှိရင်စာကြောင်းကဒီလိုဖြစ်မယ်ပေါ့နော်စီနာနိုင်အဲ့တော့စီနာနိုင်ဆိုတာကကိုယ့်ရဲ့အမေကိုပြောတာစီကိုသုံးလာတာဖြစ်တဲ့အတွက်စီကအနေဆိုင်နှန်းနဲ့သုံးရမယ်ဒီမှာကျတော့စီကိုသုံးလာတာဖြစ်တဲ့အတွက်တဦးဆိုင်နှန်းဖြစ်တဲ့အတွက်နားနိုင်ကိုစာလုံးအကြီးနဲ့ရေးရမယ်နော်စီနာနဲ့အာနကလိုလိုတော့နုံမဆယ်ရနော်ဦးလောင်စီနာနဲ့အာနကလိုလိုတော့နာမဆယ်ရနော်ဦးလောင်ဦးလောင်ဟင်မဆယ်ရနော်ဦးလောင်အရတာရှိတဲ့ဟင်အောင်နကလူလူတော့ရှက်ပြုတ်နေပါတယ်စီနာနိုင်အဲ့တော့အမေကအရသာရှိတဲ့ဟင်တွေရှက်ပြုတ်ပေးပါတယ်ဒါကအနေဆိုင်တာဖြစ်တဲ့ကိုယ့်ရဲ့တူဒီတော့အမေကိုသုံးမှဖြစ်တဲ့အခါမှာသုံးတယ်နော်စီနဲ့အန်ကဒူတယ်လို့ထင်ရပေမဲ့သူ့ရဲ့ဒီအနေအများကိုပြောတာမဟုတ်ပဲနဲ့နေပေအရမတူဘူးပေါ့နော်အန်တတဲ့အန်နာနိုင်ဆိုတာကလူအများရဲ့ဒီအမေအဖေကိုယဉ်ညွန်းတာဖြစ်တယ်စီကိုသုံးလိုက်တဲ့အပြင်ကိုယ့်ရဲ့အဖေအမေကိုယဉ်ညွန်းတာဖြစ်သွားပြီပေါ့နော်စီတာတဲ့အိုင်မပါအေစီတာတဲ့အိုင်မပါအေအဖေကသဘောကောင်းပါတယ်စီတာတဲ့အိုင်မစီပါအဖေကအလုပ်ကြိုးစားပါတယ်စီတာတဲ့အိုင်မလာကတ်အဖေကတန်မာပါတယ်စီတာတဲ့အိုင်မပီလစ်အဖေကမြန်ဆန်ပါတယ်အလုံးလုံးတာမြန်တာကိုပြောတာနော်စီတာတဲ့အိုင်မစရအဖေကပျော်ရွှင်ပါတယ်အဲ့တော့ဒီစီကိုခွဲတတ်သွားပြီဆိုတော့ ANGN ကိုကြည့်ကြမယ် ANGN မှာကြတော့သူကဒီကိုယ့်ရဲ့အမေကိုညင်ညွန်းတာလည်းဖြစ်တယ်ဒါပေမဲ့ ANGN နဲ့တုံတဲ့အခါမှာစာလုံးကိုအသေးနဲ့ရေးရမယ်စီနဲ့ရေးတဲ့အခါမှာစာလုံးကိုအကြီးနဲ့ရေးရမယ်နော်အာနာနာအိုင်မကန်ဒါအမေကလာပါတယ်အာနာနာအိုင်မစီပါအမေကအလောက်စူးစမ်းပါတယ်အာနာနာအိုင်မပါအေးအမေကသဘောကောင်းပါတယ်အာနာနာအိုင်မဆရာအမေကပျော်ရွှင်နေပါတယ်အာနာနာအိုင်မတလီနော်အမေကတော်တယ်ဒါမှမဟုတ်ရင်ညံကောင်းပါတယ်အဲ့တော့ရေးရင်လည်းတတိထားရမယ် ANGN နဲ့ရေးတဲ့အခါမှာနားနိုင်ကိုအသေးနဲ့ရေးရမယ် C နဲ့ရေးတဲ့အခါမှာနားနိုင်ကိုအကြီးနဲ့ရေးရမယ်နော်